ပင်လေးတွေစိုက်တော့လဲစားရတာပေါ့ဗျာအဖျားတွေပဲညက်ဖျားတွေမာလကာပင်ကျွဲကောပင်အောင်မတီးသေးဘူးဒီမှာကပင်တီးချက်ကတော့ကြည့်ပါအောင်အများကြီးပဲတီးတော့တီးတယ်တီးတိုင်းပိုးတွေမกินလို့မို့လို့ပြီးတော့ဖြတ်ချပြက်တီးရတော့ပြုတ်သိပ်ပြုတ်ခဲပြက်ဒါတော့ကြောင်ချပင်တောင်းနေတော့6မဇလီဒါကတော့ဇောင်းရှားပင်လို့လည်းခေါ်တယ်ရွာညာဘက်ကတော့တန်းဝါပင်လို့လည်းခေါ်တယ်ကြည့်အသီးလေးတွေတီးနေပြုတ်တဲ့ဒါပဲတီးနေပြီဒီနှစ်စားတော့စိုက်တာမကြသေးဘူးစီးဖြူပင်ကတော့မတီးသေးဘူးစပယ်ပင်စပယ်ပင်လည်းပွင့်စပယ်ပန်းလေးတွေဖျားကဲရတာဗောဗျာဒီရက်ဘာမှတရားပင်တွေခူးပြရတယ်ကြံသေးတယ်အဖျားလေးတွေဖြတ်နော်ဒါတော့ဖြတ်ရမှာတော့အများကြီးဖြတ်ရမှာနှစ်မျောလို့နောက်ကြရင်ကိုချန်ကိုဝင်းလေးနဲ့ဆိုလို့ရှိရင်တော့ဒီပင်တွေအများကြီးစိုက်ထားဒီပင်စားပင်တွေပန်းပင်လေးတွေကြွားတာကျောင်းနဲ့ရှိတဲ့ပင်လေးတွေ